နောက်တမတော်ကယူလိုက်တဲ့အချိန်မှာဒီအခြေခံဥပဒေကိုဖျက်ဆီးပြီးသွားပြီလို့ယူဆလို့ရပြီးတော့ဒုတိယပြန်အပ်တဲ့အချိန်မှာဒီဥစ္စာကိုပြန်အသက်သွင်းတယ်ဆိုတာသိပြီးတော့အတိတ်ပဲမဲနေတယ်လို့ထင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်လေးကိုသိချင်ပါတယ်ခင်ဗျာကျေးဇူးပါအဲ့ဒီခင်ဗျားပြောတဲ့ဟာကအခန်း7တော့အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များဆိုပြီးတော့သူကပြဋ္ဌာန်းထားတယ်ပုံမှန်30ကျော်လောက်ရှိတယ်အဲ့တော့အဲ့ဒါလေးနည်းနည်းလေးကျွန်တော်လို့ရှင်းပြောရင်အခုဒီအာဏာကိုတရားဝင်သိမ်းလို့ရအောင်ဖန်တီးထားတယ်ဆိုတဲ့ကိစ္စပုံမှန်419နဲ့418ကိုခင်ဗျာအဓိကရည်ညွှန်းတာအဲ့တော့တိုင်းပြည်တပြည်ဗမာနိုင်ငံထဲမှာတနည်းအားမှာနိုင်ငံတော်အာဏာကိုစူပူတောင်းကျမ်းသောနီးနဲ့ရယူဖို့ကြိုးပမ်းအထောက်တာရှိရင်သမရကကာကွယ်ရေးဦးစီးချုပ်နဲ့တိုင်ပင်ပြီးအရေးပေါ်အခြေအနေကြေညာနိုင်သည်တဲ့အဲ့စကလုံးအရေးကြီးတာကာကွယ်လုံခြုံကာလုံနဲ့တိုင်ပင်ပြီးဆိုတဲ့ဟာအဲ့တော့ကာလုံနဲ့တိုင်ပင်ဆိုတဲ့ကာကွယ်ဦးစီးချုပ်ကသဘောဖြစ်သွားပြီအဲ့တော့ကာကွယ်ဦးစီးချုပ်ကအရေးပေါ်အခြေအနေကြေညာရမယ်လို့ပြောလိုက်တာနဲ့သမရကညင်းမရတော့အရေးပေါ်အခြေအနေကြေညာရမယ်အဲ့ဒါ418တစ်ဆက်တည်းပါပြောသလိုဆိုတော့အဲ့ဒီလိုအရေးပေါ်အခြေအနေကြေညာပြီးဆိုရင်သမရသည် shall do must do လောက်ကိုလောက်ရမယ်နော်ဘာလောက်ရမလို့နိုင်ငံတော်၏ဥပဒေပြုအာဏာအုပ်ချုပ်မှုအာဏာနဲ့တရားစီမှုအာဏာတို့ကိုကာကွယ်ရေးဦးစီးချုပ်အားလွှဲအပ်ကြောင်းအဲ့ဒီကြေညာချက်ထဲမှာတပါးတည်းထည့်ကြေညာရမယ်ဆိုလိုတာကတော့သမရကြီးကနိုင်ငံတော်အာဏာကိုကာကွယ်ရေးဦးစီးချုပ်ကိုအပ်ရမယ်လို့ရေးထားတယ်အဲ့တော့ဒီနေရာမှာ technical question ရှိတယ်သမရကအဲ့ဒီအာဏာကာကွယ်ရေးဦးစီးချုပ်ကိုပေးအောင်အဲ့ဒီအာဏာသမရပိုင်သလားဆိုတဲ့မေးခွန်းအာဏာသုံးခုမှာသမရကိုအပ်တာတစ်ခုပဲရှိတယ်အုပ်ချုပ်ရေးအာဏာပဲဥပဒေပြုအာဏာသူ့မအပ်ဘူးသူဘယ်လိုလွှဲပါလဲသူမပိုင်တဲ့ဟာတရားရေးအာဏာကာကွယ်ရေးဦးစီးချုပ်ကိုသမရကိုပေးမထားဘူးသူမရှိတဲ့ဟာကာကွယ်ရေးဦးစီးချုပ်ကိုဘယ်လိုလွှဲအဲ့ဒါကဒါ technical question နေဘယ်လိုမှအဓိပ္ပာယ်မရှိဘူးကဘာပေါ်မှာလဲဘယ်ဖွဲ့စည်းပုံမှဒါမျိုးမရှိဘူးကျွန်တော်တို့ရှိမှထူးထူးဆန်းဆန်းရေးထားတယ်အဲ့ဒီရည်ရွယ်ချက်ကဘာလဲဆိုတော့တခါအာဏာသိမ်းခဲ့ပြီးပြီနာမည်ပြက်တယ်အာဏာသိမ်းတဲ့အလုပ်ကဝိုင်းပြောကြမယ်နိုင်ငံတော်အာဏာကိုမတရားယူထားတယ်အဲ့တော့အပြောမခံရတော့ဘူးရေးထားပုံလေးကသမရကြီးကလွှဲအပ်လို့မလွှဲတာလို့သူကယူလဲရတာနော်ပေးတာကိုယူလဲရတာလိုချင်လို့မဟုတ်ဘူးအာဏာသိမ်းတာမဟုတ်ဘူးသူကဒီအထိပ္ပယ်နဲ့ဒီပြဋ္ဌာန်းချက်ကိုပြဋ္ဌာန်းထားတာပါအဲ့တော့ခင်ဗျားမေးတဲ့ဟာဖွဲ့စည်းပုံအခြေခံဥပဒေရပ်သွားမှာလားတော်တော်အရေးကြီးတယ်အဲ့ဒီမေးခွန်းကအာဏာသိမ်းရင်ရပ်တယ်အဲ့ဒါကြောင့်ဒီဖွဲ့စည်းပုံကိုတို့ကလုံးဝမရစေချင်ဘူးဘာလို့ဒီဖွဲ့စည်းပုံကတို့တစ်သက်လုံးအာဏာပေးထားတဲ့ဖွဲ့စည်းပုံရပ်တာကိုမလို့ပေးလို့ရှိရင်မပြတ်ဘူးအိမ်ဆောင်အစိုးရလက်ထက်ကလည်းဒီတိုင်းပဲအာဏာကျွန်တော်တို့လွှဲခဲ့တယ်စစ်တပ်ကို58ခုနှစ်ကနေ60အထိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲလွှဲတယ်ပြီးတော့ပြန်လာတယ်ဖွဲ့စည်းပုံကတီးနေတယ်အာဏာသိမ်းရင်ဟောဒီ2008တို့အကြိုက်ဖွဲ့စည်းပုံကြီးကပြတ်သွားမှာမို့လို့အာဏာမသိမ်းမဲနိုင်ငံတော်အာဏာကိုရယူနိုင်အောင်တကယ့်ကိုသေးသေးချာချာစဉ်းစားပြီးတော့အမတန်အမျိုးအမြင်ကြီးမားစွာနဲ့ပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်ဖြစ်တယ်လို့ပြောပါရစေပြောမယ်ဆိုအများကြီး